စုတွေကတော့ခမရတို့ပေါ်မူတည်ပြီးတော့တစ်ပတ်နဲ့တစ်ပတ်တူညီနာမှာမဟုတ်ပါဘူးဗီဒီယိုတစ်ပုတ်အတွက်အပြည့်မှန်တဲ့လူကိုကျွန်တော်တို့ကတတိကျချင်းနေမှာပဲဖြစ်ပါတယ်ပထမပတ်အတွက်ဗီဒီယိုတစ်ပုတ်အပြည့်မှန်တဲ့လူကိုတတိကျချင်းနေမှာဖြစ်ပါတယ်အကယ်လို့ပထမပတ်ကစုတော်ဝင်တဲ့တင်ကိုမိသူကားမှစုခုနာခြင်းမရှိဘူးဆိုရင်အဲ့ဒီစုတော်ဝင်တဲ့တင်ကိုကျွန်တော်တို့ဒုတိယပတ်ရဲ့စုတော်ဝင်တဲ့တင်နဲ့ထပ်ပေါက်ပြီးမှာပဲဖြစ်ပါတယ်ဆိုတော့ဒုတိယပတ်မှာစုတော်ဝင်နဲ့တိကျပဲဖြစ်ပါတယ်ထုံနည်းတူစားပဲဒုတိယပတ်ကစုမေမိသူကားမှခုစုနာခြင်းမရှိဘူးဆိုရင်ဒုတိယပတ်ကစုမေနဲ့တတိယပတ်ကစုမေနဲ့ထပ်ပေါက်ပြီးမှာပဲဖြစ်ပါတယ်ဆိုတော့တတိယပတ်မှာစုမေကတုံးပိကျတိတိပဲဖြစ်ပါတယ်ထုံနည်းတူစားပဲတတိယပတ်ကစုငွေကိုမိသူမိဝါကမှခုစုနာခြင်းမရှိဘူးဆိုရင်အဲ့ဒီတတိယပတ်ကစုငွေကိုကျွန်တော်စရုဒ္ဓပတ်ကစုငွေနဲ့ထပ်ပေါက်ပြီးမှာပဲဖြစ်ပါတယ်ဆိုတော့စရုဒ္ဓပတ်မှာစုငွေက၄တိကျတိတိပဲဖြစ်ပါတယ်စရုဒ္ဓပတ်ပြီးတော့ကျွန်တော်တို့ကပထမပတ်ကနေပြဆပြီးတော့မှာဖြစ်ပါတယ်အကယ်၍စရုဒ္ဓအပတ်ကစုငွေမိသူကမှစုခုနာခြင်းမရှိဘူးဆိုရင်တတိကျကနေပြီးတော့ပြဆမှာပဲဖြစ်ပါတယ်စုငွေကိစ္စနဲ့ပတ်သက်ပြီးတော့ပူပြီးစရာမရှိပါဘူးဘယ်ဒေတာဘယ်နိုင်ငံရဲ့ကျွန်တော်တို့အရောက်လုပ်ပြနေပါတယ်အရောက်ပို့ပြနေကြောင်းတတိပေးနှုတ်ဆက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်